အရေးကြီးဆုံးအချက်ကတော့ reduce stress လို့ခေါ်တဲ့စိတ်ဖိစီးမှုလျှော့ရမယ့်အပိုင်းမှာစိတ်ဖိစီးမှုလျှော့တဲ့အလေးအကျင့်တွေဖြစ်တဲ့တရားထိုင်တာယောဂကျင့်တာစာအုပ်ဖတ်တာအစရှိတဲ့အလေးအကျင့်လေးမျိုးကိုကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ daily activities တွေထဲမှာအကျင့်ပါနေအောင်ပြုစုပြောထောင်ခြင်းအဖြစ်လဲကျမတို့ကစိတ်ဖိစီးမှု short တဲ့ symptom လေးတွေကိုလေ့ကျင့်ထားသင့်ပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဇွန်ပါအရေးပြအလှအပနှင့်အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမကနှင်းခုအရေးပြပြဿနာရဲ့အရေးပြဆရာဝန်တွေ့ကြမလို့ပဲနဲ့ကိုယ့်ဘက်သားကိုဘယ်လိုမျိုးထိမ့်သိမ့်မလဲဆိုတဲ့အချက်လေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်Eczema လို့ခေါ်တဲ့နှင်းကူလေးတွေကအရေပြား6ပြီးရောင်တဲ့အရေပြားပြဿနာတစ်မျိုးဖြစ်ပါတယ်။ကုသရောဂါလုံးဝမဟုတ်ပါဘူး။ဒါပေမဲ့နှင်းကူကအရေပြား6ပြီးရောင်တာဖြစ်တဲ့အတွက်နှင်းကူဝေဒနာကိုခံစားရတဲ့လူတွေရဲ့အရေပြား barrier function လို့ခေါ်တဲ့အပေါ်ယံကာကွယ်လွှာကပုံမှန်လူတွေနဲ့ရှင်ရင်တော့အားနည်းတယ်အနည်းငယ်ပျက်စီးခြင်းနဲ့ဆိုတာတော့ညင်းလို့မရပါဘူး။ဒါကြောင့်ပထမဦးဆုံးအချက်အနေနဲ့ကတော့ hydrate your skin လို့ခေါ်တဲ့ကိုယ့်ရဲ့အရေပြားကိုအဆိုးဓာတ်ဖြည့်ပေးနေဖို့လိုပါတယ်။ကိုကနှင်းကူပြဿနာနဲ့ရင်ဆိုင်နေရတယ်ဆိုရင်ဒါမိမိရဲ့ skin barrier ကသူများထက်ဆိုင်ရင်6တွေ့တယ်sensitive ဖြစ်လွယ်တယ်တခုခုကိုဆိုရင်ပို့ပြီးတော့ဒါ irritation လို့ခေါ်တဲ့ရရလွယ်တယ်ဆိုတာကိုလက်ခံထားရပါမယ်။ဒါကြောင့်အရေပြားလေးတွေမချောက်နေပဲနဲ့ဆိုနေဖို့အတွက်ကတော့ moisturizing ဆိုတဲ့အဆိုးဓာတ်ကောင်းကောင်းပေးနိုင်တဲ့ lotion တွေ cream တွေကိုနေ့စဉ်နေ့တိုင်းသုံးပေးဖို့အရေးကြီးပါတယ်။ဒါကဒီဟာနေ့စဉ်နေ့တိုင်းသုံးတဲ့အခါမှာအကျင့်မရှိတဲ့သူတွေအတွက်တော့နည်းနည်းခက်ခဲကောင်းခက်ခဲနိုင်တယ်ဒါပေမဲ့ဒါကိုနေ့စဉ်သုံးပေးခြင်းအပြင်ကျမတို့အရေးပြားအပေါ်ယံလွှာတွေအားကောင်းလာမယ်ကျန်းမာလာမယ်ဆိုးပြေလာမယ်ဆိုရင်တော့နှင်းခုလိုမျိုး6ပြီးတော့ရောင်ရမ်းတဲ့အရေးပြားပြဿနာတွေကင်းဝေးသွားမှာပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့စက်ပြာဖြစ်ပါတယ်ခန္ဓာကိုယ်ကိုစက်ပြာတွေအသုံးပြုတဲ့အခါမှာ unsettled soap လို့ခေါ်တဲ့မမှုေးတဲ့စက်ပြာအမြုပ်မထွက်တဲ့စက်ပြာမျိုးတွေကိုသာနှင်းခုပြဿနာရှိရဲ့အရေးပြားပိုင်ရှင်တွေကအသုံးပြုသင့်ပါတယ်တတိယအချက်အနေနဲ့ကတော့ရေချိုးတဲ့အခါမှာမြန်မြန်ဆန်ဆန်ပဲရေချိုးတဲ့နဲ့ပြီးသွားရင်ရေပူသုံးခြင်းကိုကန့်တန့်ရင်တော့အကောင်းဆုံးပါတပ်ဝါတာလို့ခေါ်တဲ့ရေပုံပန်းကောင်းကထွက်တဲ့ရေအေးတွေကခန္ဓာကိုယ်ရဲ့အရေပြားကိုပို့ပြီးတော့ဆိုပြေကျန်းမာစေပါတယ်ရေနွေးလေးတွေကတော့အညောင်းပြေအညာပြေနိုင်နေဆိုပေမဲ့သုံးပြီးတဲ့အခါမှာခန္ဓာကိုယ်ရဲ့6သွေးမှုကိုပိုအားပေးနိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အရေပြားမှာနှင်းကူပြဿနာလေးတွေရှိရင်ရေအေးနဲ့ပဲရေချိုးပေးရအသင့်တော်ဆုံးပါပဲလေးချက်မြောက်အချက်အနေနဲ့ကတော့ဒီနှင်းကူကြောင့်ဖြစ်လာတဲ့ရားရံတဲ့နေရာတွေကိုမကုတ်အောင်မကုတ်မိအောင်အဓိကသတိကပ်ပေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့နှင်းကူဆိုတဲ့အရေပြားပြဿနာကကုတ်လေထူလေမပြောက်လေပါပဲဒါကြောင့်အရန်ရားရံလာတဲ့အခါမျိုးမှာဒါရေတန်းတန်းနဲ့ဆေးလိုက်တာအရန်ရားတဲ့နေရာနာတဲ့နေရာလေးကိုရေခဲကပ်ပေးတာမျိုးပြီးသွားရင်တင့်တော်ရဲပေါ့နော်moisturizing ဆိုတတ်ပေးတဲ့ cream လေးတွေလိမ့်ပေးတာမျိုးတွေပြုလုပ်သင့်ပါတယ်ကလေးငယ်တွေမှာခံစားနေရတယ်ဆိုရင်အကောင်းဆုံးသောအချက်ကတော့ကလေးတွေကိုလက်သေးညက်ပေးထားဖို့လိုပါတယ်ဒါမှသာလက်သေးတွေကတဆင်ပိုးဝင်ခြင်းတွေကိုပါကာကွယ်တားဆီးပြီးသားဖြစ်မှာပါနည်းနည်းငယ်တဲ့အရွယ်တွေဆိုရင်အိတ်တဲ့အချိန်မျိုးမှာလက်အိတ်ဆုပ်ပေးထားတာမျိုးတွေပြုလုပ်ပေးခြင်းကလည်းကလေးငယ်ရဲ့နှင်းကိုပြဿနာကိုပိုပြီးမဆိုးသွားအောင်ကာကွယ်ပေးရရောက်ပါတယ်ရှင်ငါးချက်မြောက်အချက်အနေနဲ့ကတော့ကိုယ့်ရဲ့အရေးပြားကိုဒီ6ပြီးရောင်ရမ်းအောင်လုပ်နေတဲ့အချက်တွေကိုသိဖို့လိုပါတယ်ဥပမာပြောရရင်ဥပမာကိုကဖုံကြောက်ပဲရားတတ်တာလားဥပမာခွေးလေးတွေကြောင်လေးတွေဒီလို pet hairs လေးတွေအမွှေးလေးတွေကြောင်ရားတတ်တာလားဒါမှမဟုတ်အစားအစာတစ်ခုခုစားလိုက်မိတဲ့အခါမျိုးမှာကိုယ့်ရဲ့အရေးပြားတွေက6ပြီးတော့หนีရဲပြီးတော့ရောင်လာလားရားလာလားဆိုတာကိုရှာထားဖို့လိုပါတယ်ဒါကိုရှာဖွေတွေ့ရှိသွားပြီဆိုရင်လည်းဒီလိုမျိုးဖုံနဲ့မတက်ရင်ဖုံရှိတဲ့နေရာတွေကိုသွားခြင်းကိုကာကွယ်ပေးဖို့လိုပါတယ်ခွေးလေးတွေကြောင်လေးတွေအမွှေးနဲ့မတည့်ဘူးဆိုရင်လည်း pet hairs လေးနဲ့ဝေးဝေးမှနေပေးဖို့တော့လိုပါတယ်မတည့်တဲ့အစားအစာရှိနေတယ်ဆိုလည်းဒီအစားအစာကိုတော့ရှောင်ပေးဖို့လိုပါတယ်ရှင်ချက်မြောက်အနေနဲ့ကတော့အရေပြား6ပြီးရောင်ရမ်းတက်တဲ့နှင်းကိုဝေဒနာရှင်တွေဟာဒါ cool place လို့ခေါ်တယ်ပေါ့နော်အေးပြီးတော့တအားအေးတာမျိုးလဲဆိုလိုတာမဟုတ်ပါဘူးနည်းနည်းလေးလေဝင်လေထွက်ကောင်းပြီးတော့အေးမြတဲ့အခန်းလိုမျိုးတွေအလုပ်ပတ်ဝန်းကျင်လိုမျိုးတွေမှာနေထိုင်တာကတော့အရေပြားအတွက်အသင့်တော်ဆုံးပါအဲကွန်အရန်အေးခြင်းကလည်းအသားအရည်ကို6သွေးစေတာဖြစ်တဲ့အတွက်နှင်းခုပြဿနာတွေကိုပိုဆိုးစေနိုင်တော့ကိုယ့်ရဲ့အလုပ်ခန်းဖြစ်ဖြစ်အိတ်ခန်းထဲမှာဖြစ်ဖြစ် humidifier လိုမျိုးဒါလေထုတန့်စင်တဲ့ဟာမျိုးအပူအေးမျှတာအောင်ထားတဲ့ဆက်လိုမျိုးလေးတွေထားပေးခြင်းကလည်းအရေပြားကိုဒါ6သွေးခြင်းကနေကာကွယ်နိုင်ပြီးတော့အဆိုးဓာတ်အပြည့်အဝရနေအောင်ကူညီပေးရရောက်ပါတယ်ခုနချက်မြောက်အနေနဲ့ကတော့ကိုယ့်ရဲ့အရေပြားက sensitive ဖြစ်လွယ်တယ်၊ရားလွယ်တယ်၊ခြောက်တယ်၊နှင်းကိုပြဿနာမျိုးရှိတယ်ဆိုရင်အဝတ်အစားရွေးချယ်ရမှာလေဝင်လေထွက်ကောင်းပြီးတော့ချွေးဆုပ်တယ်ဒါ cotton ချီသားလိုမျိုးအင်ဂျီမျိုးလေးတွေ
ဝတ်ဆင်တင်ပါတယ်။ဥပမာပိတ်လောင်နေတဲ့အရန်ကိုအမွှေးပွားတွေနဲ့ထူတဲ့ဒါဟိုပါပေါ့သုံးမွှေးလိုအထည်မျိုးတွေဝတ်ဆင်ခြင်းကိုရှောင်ရှားပေးတင်ပါတယ်။ပေါ့ပေါ့ပါပါနဲ့ချွေးဆုံလွယ်တဲ့ချီအင်ဂျီလေးတွေဝတ်ခြင်းကဒီခန္ဓာကိုယ်ရှားရံမှုတွေကိုဝေးနိုင်သမျှဝေးသွားကူညီပေးမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ lead and healthy lifestyle နေဖို့အရန်အရေးကြီးပါတယ်။ကျန်းမာသောဘဝနေထိုင်နေရအသားအရည်6တွေ့ပြီးတော့ကိုယ်ဘဝနဲ့အမျှရင်ဆိုင်နေရတဲ့နှင်းကိုယ်တွေကိုကင်းဝေးသွားကူညီပေးနိုင်ပါတယ်။အရေးဝအောင်အိပ်ရမယ်အိတ်ချိန်အရေးအသွေးကောင်းမွန်အားထုတ်တဲ့နဲ့နောက်တစ်ချက်ကတော့ကျမတို့အစားအစာစားတဲ့အခါမှာ healthy balance diet လို့ခေါ်တဲ့အသားငါးသီးရွက်ပြည့်ပြည့်ဝဝလုံလောက်စားပေးခြင်းကိုပြုလုပ်တဲ့နဲ့အငံစားသုံးမှုကို short ပေးတဲ့နဲ့ပြီးရင်တနေ့မှာ15မိနစ်သုံးဖို့နိုင်ဝက်လောက်ချွေးထွက်တဲ့လေ့ကျင့်ခန်းမျိုးလုပ်ပေးတဲ့နဲ့လမ်းလျှောက်တာပဲဖြစ်ဖြစ်အိမ်မှုကိစ္စလုပ်တာပဲဖြစ်ဖြစ်ကတာပဲဖြစ်ဖြစ်ကိုအဆင်ပြေရာချွေးထွက်တဲ့လေ့ကျင့်ခန်းတစ်ခုကိုအမြဲတမ်းလုပ်တဲ့ပါတယ်အရေးကြီးဆုံးအချက်ကတော့ reduce stress လို့ခေါ်တဲ့စိတ်ဖိစီးမှု short ရမယ့်အပိုင်းမှာစိတ်ဖိစီးမှု short တဲ့အလေးအကျင့်တွေဖြစ်တဲ့တရားထိုင်တာယောဂကျင့်တာစာအုပ်ဖတ်တာအစရှိတဲ့အလေးအကျင့်လေးမျိုးကိုကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ daily activities တွေထဲမှာအကျင့်ပါနေအောင်ပြုစုပြောထောင်ခြင်းအဖြစ်လဲကျမတို့ကစိတ်ဖိစီးမှု short တဲ့ symptom လေးတွေကိုလေ့ကျင့်ထားသင့်ပါတယ်တကယ်လို့အခုပြောခဲ့တဲ့အချက်လေးတွေအားလုံးတစ်ခုခုများလိုက်မလုံနိုင်ခဲ့လို့နှင်းခုလေးတွေကတအားဆိုးလာပြီဆိုရင်တော့ကျွမ်းကျင်တဲ့အရေးပြဆရာဝန်နဲ့ပြသဖို့လိုပါပြီဒါဆိုရင်တော့ကိုဖြစ်နေတဲ့နှင်းခုအတိတ်အနက်အလိုက်လိုအပ်တဲ့တောက်စီလိန်စီကုသမှုတွေကိုကျွမ်းကျင်တဲ့ဆရာဝန်တွေစီကရယူနိုင်ပါတယ်ရှင်အားလုံးပဲကျန်းမာလှပသောအရေးပြတဲ့စုံပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုပါရရှင်ဒေါက်တာစုံပါ